မီတာ40ရှည်တဲ့ဓာတ်သွားကြီးစိုက်ဝင်သွားတော့ငမန်းကြီးမျက်လုံးတွေလန့်ပြီးပွားချင်းပြီးတည်သွားခဲ့တယ်။ဒီငမန်းကတာမန်မဟုတ်ပဲတမိုင်းမတင်မီခေတ်ကအေယာမငမန်းကြီးတွေရဲ့မျိုးဆက်ပါပဲ။ကလဲစားချေဖို့အတွက်ရေနက်ထဲကနေအရွယ်ရောက်ပြီးသားငမန်းကြီးတွေအများကြီးတက်လာကြတယ်။သူတို့ကအကောင်ပိုကြီးတယ်လို့တိုက်ခိုက်ချင်းစိတ်လဲပိုပြင်းထန်နေပြီးလူတွေကိုတန်ဖိုးကြီးပေးဆက်စေချင်နေကြတာပါ။ကန်းချီကဘာမသိညာမသိခရီးသွားတွေဟာချက်ချင်းပဲသူတို့ရဲ့အစာတွေဖက်သွားကြတယ်။လေပေါ်က2ယောက်ကတော့ကြောက်လုံးလုံးအော်ဟစ်ပြီးတစ်ဖက်ကန်းကိုအားကွန်လော်ပေမဲ့ငမန်းကြီးကထွက်ပြေးချင်တော့မပေးပဲခုန်တက်ပြီး2ယောက်လုံးကိုတင်မင်းစီပို့လိုက်ပါတယ်။နောက်ထပ်ငမန်းတစ်ကောင်ကလူအုပ်ကြားထဲဝင်လာပြီးတစ်သားတရားကိုပါချက်ချင်းဖက်စီးပစ်လိုက်တော့ခရီးသွားတွေအကုန်ငမန်းစာဖြစ်ကုန်ကြလာပေါ့။ဒီလိုအရေးကြီးတဲ့အချိန်မှာပဲဂျေဆန်ပေါ်လာပါတော့တယ်။ငမန်းတွေရဲ့အာယုံကိုလွှဲပြီးစပီပုတ်တစ်စီနဲ့ရောက်လာခဲ့တာပေါ့။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူ့စီခုံဝင်လာတဲ့ငမန်းနဲ့တဲ့တိုးပြီးတိုက်မိတော့မလို့ပဲကန်ကောင်လို့သာသူကလင်းမြန်တာကြောင့်တီတီလေးလွတ်မြောက်သွားခဲ့တယ်။အသက်ရှူချိန်တော့မရလိုက်ပါဘူး။ငမန်းကထပ်ပြီးတိုက်ခိုက်ပြန်တယ်။ဂျေဆန်လည်းအမြန်ပြေးပေမဲ့အရေးကြီးတဲ့အချိန်ကြာမှခြေချော်ပြီးအောက်ကိုပြုတ်ကျမလို့ဖြစ်သွားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့တက်တီနဲ့ကျွမ်းကျင်မှုကြောင့်ငမန်းရဲ့ပါဆက်ပေါက်ကြီးကိုခြေထောက်တစ်ဖက်တည်းနဲ့ကန်ပြီးဖိထားလိုက်နိုင်ပါတယ်။တကယ်တော့ရေအောက်မှာတန်ကြိုးတစ်ချောင်းနဲ့ငမန်းကညှိနေလို့လှုပ်ရခတ်နေတာပါ။ဂျေဆန်ကဆက်တိုက်နေပေမဲ့ငမန်းကအားကုန်ယုံလိုက်တဲ့အခါတန်ကြိုးကချက်ချင်းပြတ်သွားပြီးငမန်းကြီးကပါဆက်ကြီးဖျဲလို့ဂျေဆန်ကိုဝါးစားဖို့လုပ်ပါတော့တယ်။နောက်ဆုံးမှာတော့ဂျေဆန်ကထောင်ချောက်ဆင်ပြီးငမန်းကြီးကိုအနိုင်ယူပါတော့တယ်။